မင်္ဂလာပါဒါတော့ကျွန်တော်တို့တိုရှိပါ220အင်မရာတိုက်အိုးရှော့ဆက် circuit ပဲเนาะသူကရောက်လာတာက no power နဲ့ရောက်လာတယ် no power နဲ့ရောက်လာတော့ကျွန်တော်တို့ထုံးစံတိုင်းဟိုဘာလို့ရမလဲဆိုတော့ဒီ AC အဝင်ကနေစပြီးတော့ short circuit ဖြစ်မဖြစ် short တွေရှိမရှိပေါ့ကျွန်တော်အရင်စစ်တယ်စစ်ပြီးတော့ short မရှိဘူး short လွတ်တယ်ဆိုတော့ကျွန်တော်တို့ AC ကျွေးတာပေါ့ AC ကျွေးတယ်ကျွေးပြီးတော့ကျွန်တော်ဒီဘက် output ဘက် channel ပေါ့နော်ဒီဘက် low voltage ဘက် channel ကိုကျွန်တော်တို့ယာယီလိုက်ထောက်ကြည့်တော့ဘာဘိုးလေးမှထွက်မနေဘူးဗျဘာဘိုးမှလုံးဝထွက်မနေဘူးဘိုးမထွက်ဘူးဘိုးမထွက်ဆိုတော့ဒါဒီ power supply မနိုးတာပေါ့နော်ဆွချမှု power supply မနိုးတဲ့ပြစ်ချက်ပေါ့အဲ power supply မနိုးရခြင်းအကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့လိုက်တဲ့အခါဆိုတော့ဒီမှာဒီ computer IC တိတိလေးနဲ့မောင်းတာကွန်ပျူတာ IC တိတိလေးနဲ့ဒီ point တုပ်လေးကိုမောင်းတာအဲ့တော့ပြစ်ချက်ကိုတခြား light စစ်ကြည့်တော့ဒီ transformer ရဲ့ဒီ primary ဘက် channel ကို transformer ကိုဒီ primary ဘက် channel ကတော့ point ကလုံးဝဆက်သွယ်မရှိတော့ဘူးဆက်သွယ်မရှိတော့ဆိုတော့ကျွန်တော်လည်းသူနဲ့input output တူမဲ့ point တုပ်မျိုးရှာတာဘဲမှာရှာလို့မရဘူးဆိုတော့ကျွန်တော်နောက်ဆုံးလောက်เสียတစ်ခုပဲရှိတော့เนาะဒီ coin ကိုကျွန်တော်ဖြီးမယ်ဖြီးပြီးတော့သူ့တိုင်းသူကျွန်တော်ပြန်ပတ်ရတော့ပါမယ်โอเคအဲ့ဆိုရင်ကျွန်တော် coin လေးဆန့်ပတ်ကြည့်အောင်လာနှစ်ချောင်းနေလူ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 လာတစ်ချောင်းငင်လူရှုံရကံရလုံရကံရဘဝဝတ္တရားအပကုနဲ့ထမ်းမယ်လမ်းမကြီးတဲ့ပြေးလွာရင်နဲ့လောကရခီတဲ့ပေးဆိုင်ရင်နဲ့ရှုံရကံရလုံရကံရဘဝယထာလေးရဲ့ခုံမောင်းရင်နဲ့ပဲချလဘက်တွေ့ရနဲ့တွေ့ရရှုပ်ရှက်နေစဉ်ဘဝရဲ့တိုက်ပွဲရီကြတယ်ရှုံရခံရလဲကြပြန်တာလာနှစ်ချောင်းငင်လူအေးလာနှစ်ချောင်းငင်လူလာနှစ်ချောင်းငင်လူလာနှစ်ချောင်းငင်လူလာနှစ်ချောင်းငယ်လူအေးလာနှစ်ချောင်းငယ်လူကျုံရကံရလဲကြပြန်ထားလာနှစ်ချောင်းငယ်လူ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 ကျုံရကံရရကံရဘဝဝတ္တရားအပကုနဲ့ထမ်းမယ်လမ်းမကြီးတဲ့ပြေးလွာရင်နဲ့လောကရခီတဲ့ပေးဆိုင်ရင်နဲ့ရှုံရကံရလုံရကံရဘဝယထာလေးရဲ့ခုံမောင်းရင်နဲ့ပဲချလဘက်တွေ့ရနဲ့တွေ့ရရှုပ်ရှက်နေစဉ်ဘဝရဲ့တိုက်ပွဲရီကြတယ်ရှုံရကံရလဲကြပြန်တာလာနှစ်ချောင်းငင်လူအေးလာနှစ်ချောင်းငင်လူ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 အေးလာနှစ်ချောင်းငင်လူရကံရလဲကြပြန်ထားဆိုရင်တော့ကျွန်တော်တို့ကောင်းသွားပါပြီဗျเนาะမူလအတိုင်းပဲကျွန်တော်တို့ slime ဘိုးတွေအကုန်အပြည့်တိကျထွက်ပါတယ်အားလုံးကောင်းသွားပါပြီဗျအားပါဘူးအဲ့ဒါတက်